Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမကသမီးလေးတွေနတ်စတာလေးလှုပ်ကြွေးတယ်ပေါ့နော်မြင်မြန်ဆန်ဆန်လေးဖြစ်တဲ့နတ်စတာလေးဒါလေးကပါမုတ်ကင်လေးပေါ့နော်သူ့မှာလိုအပ်တဲ့ပစ္စည်းကတော့ကျဲဥနှလုံးကျမတုံးထားတယ်ကျဲဥနှလုံးလေးကိုဒါလေးမျိုးလေးမှုပေးရတယ်ပေါ့နော်ပြီးတော့တခြားနဲ့ငယ်စားနဲ့ငယ်နိုးနဲ့တုံးထားတယ်ပြီးတော့ပါမုတ်ကို3ချက်လောက်တုံးထားတယ်ပါမုတ်3ချက်ကိုဘီနာလေးကအဲ့လိုမျိုးလေးဖြတ်ထုတ်ရတယ်အဲ့ဒါပြီးအိုးတယ်ပြီးမှအိုးထဲမှာbutter လေးထည့်ထားတယ်ပြီးတော့အဲ့ဒီခုနဖြတ်ထားတဲ့ bread တွေကိုကြက်ဥထဲမှာဒါမျိုးလေး dip လုပ်ပြီးရတယ်ပေါ့နော်အဲ့ဒီရဲ့ဟိုထဲမှာအနစ်ထဲမှာ dip လုပ်ပြီးမှဒါမျိုးလေးလှုပ်ပြီးမှကောက်ကောက်မွန်မွန် dip လုပ်ပြီးမှနာနိုးသူကဥထဲမှာပြန်ထည့်ရတယ်ပေါ့နော်ကျင်ဖို့အတွက်ဥထဲမှာထည့်လိုက်ပါမုတ်3ချက်လုံးဒါမျိုးလေး dip လုပ်ပြီးမှသူကပြီးသွားတဲ့ခါကျတော့အဲ့ဒီရဲ့အရည်ကြံတယ်ပေါ့နော်သူ့အရည်ကိုလည်းအပေါ်မှာဒါမျိုးလေးပဲလောင်းထည့်လိုက်တယ်ဒါမျိုးလေးလောင်းထည့်ပြီးရင်ဆိုသူ့ကိုကျတော့ကောင်းမွန်မွန်ချစ်အောင်လို့ပေါ့နော်အဲ့ဒီဘေးနာဟာလေးတွေကိုလည်းခွာပြီးမှလုပ်ရတယ်ပေါ့နော်သူ့အတွက်ကိုအဲ့ဒါအကုန်အောက်မှာကျက်လောက်ပြီးလို့ထင်လို့ရှိရင်အပေါ်ကနေပြန်နွားနို့အနေငယ်ကျမလောင်းထည့်ထားတဲ့ကလေးကိုကျွေးဖို့ဆိုတော့နည်းနည်းနင့်ဖြစ်အောင်လို့ပေါ့နော်အဲ့ဒီပါမုတ်အပေါ်ကိုလည်းအဲ့ဒီနွားလုံးလေးတွေကိုပြန်ပေါ်မှာပြန်ဇုံးလေးနဲ့ထည့်ပြီးမှပြန်ထည့်ပေးရတယ်ပေါ့နော်သူကအပေါ်ဘက်မှာမဟုတ်ရင်နွားလုံးကရှိတော့မှာဆိုလို့ပေါ့နော်အောက်မှာချစ်ပြီးလို့ထင်ပြီဆိုရင်ပြန်နောက်တစ်ဖက်ကိုလန့်ပြီးသူကချက်ပေးရတယ်ပေါ့နော်ရွှေအောင်လေးတန်းလေးထီကိုချက်ပေးရတယ်အဲ့ဒါတစ်ဖက်လန့်လို့ပြီးသွားတော့ကျမကအဲ့ဒီမှာထောပတ်လေးနည်းငယ်ထည့်ပေးလိုက်တယ်ပြီးတော့အဲ့ဒီအနောက်ဘက်ကလည်းပြန်ချက်ပြီးဆိုပြီး site လေးတွေလည်းလေးဖက်လေးလန့်လေးကိုအကုန်လုံးချက်ပေးရတယ်ပေါ့နော်သူကလေးဖက်လေးလန့်ချက်တဲ့ချိန်ကျတော့ဟောပေါ့နော်သွန်းနှစ်ဖက်နဲ့ဒီမှာလုံရင်လည်းရတယ်ပေါ့နော်ဒီမှာကျတော့တစ်ဖက်တည်းနဲ့ပဲဇွန်လေးနဲ့ထိန်ပြီးမှအဲ့လိုလန်ပြီးချက်ပေးလိုက်တယ်ပေါ့နော်ဒါမျိုးလေးလဲလှုပ်ရှားကြည့်ပါဦးအရန်စားလို့ကောင်းတယ်အရသာလေးလည်းအရန်ရှိတယ်ပေါ့နော်ဒီပါမုတ်ကင်တော့ဗာပြောလဲတော့ကျမကလည်းမသိပါဘူးဒါသမီးလေးကိုတော့ညာတော့ချင်းလှုပ်ကြွေးဖြစ်တယ်ပေါ့နော်ဒါမျိုးလေးကသမီးလေးကတော့အရန်ကြိုက်တယ်ဒီဥစ္စာလေးကိုစားရတာလည်းအရန်အရသာရှိတယ်ဒါကျမဒီဘက်ကလှုပ်လိုက်တာနည်းနည်းလေးရောင်ညာသွားတယ်ရဲသွားတယ်သူကတော်တော်လေးကိုပေါ့နော်အဲ့ဒါဆိုတော့ဒီဘက်ကအယောင်လေးကကွက်တီပဲပေါ့နော်ဒါလေးကဒါမျိုးလေးရပြီဆိုသူကရတယ်ကျမသမီးလေးရမ်းကြိုက်တယ် breakfast မှာလုပ်ရတာလည်းရမ်းလွယ်ကူပါတယ်ဒါမျိုးလေးလုပ်ရတာညလဲညံဆန်တယ်ကျွေးရတာလည်းအားရှိတယ်ပေါ့နော်ကလေးတွေကိုပေါ့ဒါလေးက healthy လည်းဖြစ်တယ်ကလေးတွေအတွက်ကျမသမီးလေးကတော့ရမ်းကြိုက်ပါတယ်ရှင်နောက်ဗီဒီယိုနဲ့တွေ့ဆုံကြမယ်ခဏနီနင်ကန်ကြအော်ဘာလဲMito? Is she Mito? Yummy? Good one though, Nani. Good. Sao con lạ luôn. Mito? Mito vào nó nè. Đây đó nè. Mito vào nè. Mito good one though. Good one though. Yummy one though. Yummy vào nó nè. Thôi chờ. Sao con bà đấy xin. Bye bye.